ကမာပြီးတွင်းကစောက်တော်သားများတွက်ပကတိတဲ့နောက်တစ်ယောက်ကမင်းနဲ့ပွဲနဲ့ကြောင်ဝင်ခင်းချင်တဲ့ကွီတွက်ခုဆိုကြီးချက်တီးပြပတိပစများတဲ့မိန်းမတွေကြီးမဲ့အသက်ကြီးမှတိခတ်မင်းတို့က distract နားမထောင်သေးခင်မစိုးချုပ်ကမင်းကလီးဖြက်ဟိုလူရဲ့နောက်ကဖုံးများဒီလူရဲ့နောက်ကဖုံးများသူထားပြီးသုံးစားမရှာတော့မတော့ပါတော့မဖော်နေတဲ့ပုံဟာဒီချင်းနဲ့မင်းကမုံဟာမငင်းနဲ့မင်းဆိုတော့ရှုံးသမားမင်းဖို့ရဲ့ငံပြရောအိုးအားခေါင်းပေါ်မမိုးထားဖင်ခါကကုန်းစားရုပ်ရှင်လောကတိုးတက်ဖို့အမုန်းခံကျွန်တော်ပြောနေတာဟောတယ်မရှိနေတုံးကြအဲ့ဒီတွေးတဲ့ကဖေးမတဲ့ပြောလေကွာသူကြတော့မှဒေါ်တွေပါပြီးစောက်ပေါ်တွေကိုဖော်နေတာဟောတယ်ပါတရာကိုတော့ကရိုက်တာဒီစောက်ပေါ်လေကွာရှုပ်ကတော့တာစောက်ချက်ကပေါ်ပြရိုက်ခဲ့ဘူးတဲ့ကုန်းတော့ကပေါ်ကရိုက်တဲ့ဟောတယ်ကစက်ကွက်တွေကတူညီတဲ့ပေါ်များမြင့်မြတ်ပေါ်လာပေါ်ဆန်းပေါ်လာမကပ်ပြီးခုချမအားခဲ့တဲ့ပေါ်ကတော့အမောအမကြီးလိုက်ပါတယ်ကိုပြေဟဲ့ရဲ့ကြောက်တော့ပါဟဲ့အောင်စောက်ပေါ်ယောက်ျားတော့တဲပြောရတယ်တဲရှင်းရတယ်ကွာမင်းကအဲ့တော့မကျင်တော့သူမကျင်တာတဲပြောလေလီးမို့လို့စကားပြောရင်ဆက်ပဲငါ့ကိုလာပြောတာစောက်ပေါ်ကြော်ရိုက်တဲ့ရုပ်ရှင်ကားကဝေဝဆန်နေရောရတယ်ဒါပေမဲ့မင်းကဘသူကချီကျူးလို့လဲစောက်ပေါ်ရဲ့ကျွန်တော်မှန်တဲ့သူတို့ကုန်မာတယ်ကိုခုံကိုပြပေါ်ကြွားတယ်မုံထားတဲ့ပုံများနဲ့စုံသွားတယ်ကုန်ပါတဲ့ဆောက်ချက်စုံသွားဝဲရှိတဲ့ကဆောက်ဖြစ်တင်းတဲ့ကဆောက်ဖြစ်ဘယ်တော့မှမရှိခဲ့ဘူးမင်းရဲ့ဆောက်ဖြစ်စိတ်တကကောက်ဖြစ်ဆွေညောကရှောက်ဖြစ် bla 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 ပေါ်ကကောက်ဖြစ်ဒီသမီးကြောင့်ဖြစ်မင်းသားဆောက်ဖြစ်ဘူးမှမလေးသားမင်းရဲ့ဆောက်စင်နောက်ကဆောက်ဖြစ်ပြင်ပြီးရှောက်ဖြစ်ပေါ်ကမကြိုက်ဖြစ်ပြင်လိုက်မဆောက်ဖြစ်ဆွေတော်တွေတွက်ဆိုသိန်းတရာမင်းမသွားတာဆိုမြင့်မြတ်စီကလည်းသိန်း150မင်းချီသွားတယ်ဆိုမင်းမိမကြီးမသိအောင်မကမ်းမမင်းသမီးတယောက်နဲ့မလို့ဦးရမစိုးခင်နှုတ်ရချင်းတွေကိုခေါင်းပုံဖြတ်တာဆို fuck သူညီက TV ပေါလို့ US ရောက်ခါမှကြီးဆောက်တော်သားမျိုးတကပေါ်ကချိုးပြဖို့ဆိုပဲစောက်တာကမင်းရဲ့နောက်ကကပေါင်းမှများတယ်မင်းတော့မစောက်ချင်မကောင်းတာများဒီမှာသမင်းရှိသေးရင်ရိုက်ရမရုပ်ရှင်ကမောက်ပြီးဟင်းနဲ့ချောင်းမှများ Can you ချက်မရှိတကတက်တီနောက်ပြီးတော့မရှိတကတက်တီသူများကြောင့်ပေါ်တော့မရှာတဲ့ကျူကပတ်တဲ့မင်းပေါ်ကဆက်တီမင်းစကားစင်းစားတာဆက်မီချင်းတာကရှင်းတော့မထက်ချီမင်းသားတွေမင်းများတွေမင်းစားတွေပတ်စကားချင်းစားတွေပြောတော့မှရှာတာကိုဘူးတိုင်းကတက်တီကဲမောင်ပြေဟင်းတီဟာမင်းသူများမကောင်းကြောင်းတွေတင်တဲ့ဗီဒီယိုတင်မယ်ဆိုရင်လည်း monetization လေးတော့ off ပြီးတော့တင်လေကွာမင်းကသူများမကောင်းကြောင်းလည်းပြောစီအဲ့ဗီဒီယိုကလည်းပတ်စံရကျင်လဲဆိုတော့မင်းကစောက်ချက်မရှိဘူးလားကွာမင်းကလည်းဘလို့စောက်ချက်ရှိမှာလဲကွာ career တစ်လျှောက်လုံးတော့မှစောက်ဘောကားပဲရိုက်တဲ့စောက်တော်သား